မိခင်တို့တိုက်လာနဲ့ပတ်သက်ပြီးတော့တချို့တွေ့မြင်နေရတဲ့အယူအဆအမှားလေးတွေကိုပြပြပေးသွားပါမယ်ပထမတစ်ခုကမိခင်တို့ရေကျဲလို့ကလေးဝဲမတက်ဘူးဆိုတဲ့အချက်ပါကလေးတွေကိုနှုတ်တိုက်မယ်ဆိုရင်အရေကျဲလေးရှိရအဖြစ်လေးရှိရပေါ့နော်အရေကျဲရောအပြည့်ရောကလေးတွေလိုအပ်တယ်ပေါ့နော်ကလေးကို weight တက်တာမတက်တာမှာဘယ်ပေါ်မှာမူတည်လဲဆိုတော့ကိုကအရေအပြည့်ရောက်တဲ့အထိမတိုက်မိတာပေါ့နော်နှုတ်တစ်ဖက်ကိုခဏလေးပဲတိုက်တာပေါ့နော်အဲ့ဒါဆိုအရေအပြည့်ရောက်တဲ့အထိမတိုက်မိဘူးဆိုရင်အရေအပြည့်မှာကလေးတွေလိုအပ်တယ်ကြီးထွားဖို့လိုအပ်တာတွေပါဝင်နေပေါ့နော်အဲ့ဒါမလို့ဘိုင်ပေါ်မှာဆိုင်လဲဆိုတော့အရေပြည့်ရောက်တဲ့ပုံမှာတိုက်တာလားကလေးကိုနှုတ်ဘယ်နဲ့ချင်းတိုက်တဲ့ပုံမှာလဲဆိုင်နေဘယ်လောက်တိုက်တဲ့ပုံမှာလဲဆိုင်နေပေါ့နော်ပြီးတော့ကလေးကနှုတ်ဆုတဲ့အချိန်မှာကောင်း lash လို့ခေါ်ရပေါ့နော်ကောင်းငုံအောင်ဆုရလားပေါ့နော်အဲ့ဒီပုံမှာမူတည်ပါတယ်တစ်ခုတွေ့ရတဲ့အချက်ကတော့ကလေးကိုနှိုးမတိုက်တာတနေကုန်ပဲဖြစ်ဖြစ်မညစ်တိုက်တာတနေကုန်ပဲဖြစ်ဖြစ်ကြာသွားတဲ့အချိန်မှာနှိုးကချင်သွားမှာဆိုလို့နှိုးမတိုက်ခင်အရင်ကိုညှိရမယ်ဆိုတဲ့အချက်ပါတကယ်တော့အဲ့လိုမဟုတ်ပါဘူးမိခင်ရခန္ဓာကိုယ်ထဲမှာရှိတဲ့နှိုးကချင်မှုအကောင်းပဲရှိပါတယ်ကိုကအပြင်ထုတ်ပြီးတော့တေချာစနစ်တကျမသိမ်းဆဲမှသာချင်သွားရဲဆိုတာဖြစ်နိုင်တာပါနော်နောက်တစ်ချက်အနေနဲ့ရင်သားသေးလို့နှုတ်ထွက်နေမယ်ဆိုတဲ့အချက်ပါအဲ့ဒါလည်းမှားပါတယ်နှုတ်ထွက်နှုံပမာဏကရင်သားကြီးတာသေးတာနဲ့မဆိုင်ပါဘူးเนาะနောက်တစ်ခုအနေနဲ့မိခင်နေမကောင်းရင်နှုတ်မတိုက်ရဘူးဆိုတဲ့အချက်ပါတကယ်တော့မိခင်နေမကောင်းဘူးဆိုရင်မိခင်နေမကောင်းတာကိုပြန်တိုက်ထုတ်တဲ့ antibody ပေါ့နော်ဒီ antibody ကမိခင်စီမှာထွက်နေပြီအဲ့ဒါဆိုရင်ကလေးစီကိုနှုတ်ကနေတဆင့်ရောက်သွားပြီးတော့ကလေးစီမှာဒီယောဂကိုတိုက်ထုတ်တဲ့ antibody ကထွက်နေပြီပေါ့နော်အဲကြောင့်မို့လို့ကလေးကိုနှုတ်ဆက်တိုက်လို့ရပါတယ်တချို့ယောဂတွေမှာတာပေါ့နော်နှုတ်တိုက်လို့မရတဲ့ယောဂတွေမှာဆရာဝန်ညွှန်ကြားတဲ့ယောဂမှာတာနှုတ်မတိုက်ပဲနေရမှာပါဒီလိုပုံမှန်ဖျားနာတာကတော့နှုတ်ဆက်တိုက်လို့ရပါတယ်နော်နောက်တစ်ချက်ကတော့နှုတ်တိုက်နေရင်ကိုယ်မရနိုင်ဘူးဆိုတဲ့အချက်ပါနှုတ်တိုက်နေရင်ရာသီမလာပြီမဲ့မျိုးဥကျွေနိုင်လာမလို့ကျမတို့ကိုယ်ဝင်ရနိုင်ပါတယ်အဲဒါကြောင့်မလို့နှုတ်တိုက်နေရင်လည်းတားစီဟာသုံးပေးရပါမယ်နောက်တစ်ချက်ကနှုတ်ထွက်နှမ်းနေလို့နှုတ်တိုက်လို့မရဘူးဆိုတဲ့အချက်ပါအဲ့လိုမဟုတ်ပါဘူးနှုတ်ထွက်နှမ်းနေလဲနှုတ်ကဆက်တိုက်လို့ရပါတယ်တိုက်နေနဲ့စို့နေနှုတ်ကပိုထွက်လာတယ်ပေါ့နော်စို့လေထွက်လေပါပဲနှုတ်ကတကယ်ကိုကနှုတ်ထွက်နေတယ်ဆိုပြီးတော့နှုတ်တိုက်တာရက်လိုက်တာထက်ပေါ့နော်ကလေးကိုပို့ပြီးတော့စို့ခိုင်းမယ်ကိုကလည်းဟာရပြေးသွားတာတွေစားအရေးတွေများတောက်မယ်ဆိုရင်နှုတ်ထွက်တာများလာပြီးကလေးကစို့လာလေများလာလေနဲ့နှုတ်ထွက်တာပို့ပြီးတော့များလာပါလိမ့်မယ်နော်ဒီချက်တွေကကျမခဏတွေ့ရရပေါ့နော်ကျမကပြောထားတဲ့အချက်လေးတွေကိုပြန်စုစည်းပြီးပြောပြပေးထားတာပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလည်းသိပါအောင်မျှဝေပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်တတ